Hello အားလုံးမင်္ဂလာပါခက်စီရဲ့ဗီဒီယိုလေးကနေပြီးတော့မှအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရှင်ဒီနေ့မှာတော့ပေါ့နော်ခက်စီကနေပြီးတော့မှမြန်မာထားဝါလေးကိုလာပြီးတော့ခွန်ပြနေနေမေးဖြေလေးလောက်ထားတာလေး9လလောက်ရှိပေါ့နော်အဲ့ဒါလေးဖြေပေးမလို့ပါအဲ့တော့ခက်စီတို့မေးခွန်းနံပါတ်1လေးစလိုက်အောင် let's go ဒါကြတော့မမရဲ့ပုံလေးသင်ပြပါလားဆိုတော့ face review တောင်းထားတာပေါ့နော်ဒါပေမဲ့မရပါဘူးဘာလို့လဲဆိုတော့ပြမှာပါဒါပေမဲ့အဆင်မပြေသေးလို့ပေါ့နော်အားကြမလို့ပါနောက်တစ်ခုကိုဆက်ကြည့်လိုက်အောင်နောက်ကကြတော့ခင်ကျင်လို့ရလားဆိုရတာပေါ့ခင်ကျင်လို့သိရပါရဲ့အဲ့တော့ခင်ပါရဲ့နော်အခုကတော့ခစီကိုမျက်နှာလေးပြခိုင်းပါရဲ့ဒါပေမဲ့လည်းတင်ထားလေးပဲတက်ကြည့်လိုက်ပေါ့နော်ဒါပေမဲ့မပြပါဘူးဒီတစ်ခုကကြတော့ပထမလုပ်ပေးတဲ့ကျေးဇူးပါအသက်ဘလောက်လဲမိထားလို့တက်ကတော့15ပြည့်ပြီးသွားပါပြီ15ရက်မှာမပြောပါတော့14ပြည့်ပြီးတော့15ရက်မှာပါနောက်တစ်ခုကကြတော့Forever Your Live Town နဲ့မင်းနေမျိုးဆိုတော့ခစီမလေးမျိုးမဟာမင်းမှာနေပါရှင်အဲ့တော့ခစီရဲ့ဒီနေ့ answer the question ကအခုပဲဖြေပေးလိုက်ပါတယ်နောက်ထပ်ဟာရောဖြေပေးဖို့အတွက်ခစီကို CM ထဲမှာမှန်းခဲ့ကြပါတော့ comment ထဲမှာမှန်းခဲ့ကြပါအခုလိုမျိုးအားပေးရဲ့အတွက်တကူတကကြီးလာရေးပေးရဲ့အတွက်ကိုအားလုံးကျေးဇူးတင်ပါတယ်ဒါနဲ့ခစီမိတ်ဆက်ပေးကြတဲ့တခုရှိပါရဲ့အဲ့ဒါဘာလဲဆိုတော့ဒီမြန်မာထားဝါလေးပေါ့မြန်မာထားဝါကိုလူတိုင်းသိမဲ့ထင်ပါတယ်မြန်မာထားဝါကခစီရိုရဲ့ Roblox ရဲ့ search bar မှာပေါ့မြန်မာထားဝါလေးတိုက်တန်နဲ့ပေါ်လာမှာဖြစ်ပါတယ်ပြီးတော့ဒီလိုမြန်မာထားဝါလေအရန်ခွန်လူကောင်းနေပြီးကိုမြန်မာနိုင်ငံအလားအောက်ကအနီအလဲကအစိမ်းအပေါ်ကအဝါပေါ့နော်ခစီကတော့အဝါထိတော့မရောက်ခဲ့ပါဘူးနောက်ရချင်တော့ခစီအဆက်တဲ့ question လေးလုပ်ပြပါမယ်နော်ဖတ်2လောက်တော့ခစီပြန်လုပ်ပြပါမယ်ဒါပေမဲ့ဒီတစ်ခေါက်ပဲ9ခုပဲဖြည့်ပေးလိုက်ရတယ်ပေါ့နော်ခစီတောင်းနဲ့အလုံးရှုံနေလို့ပေါ့အလုံးရှုံနေလို့ပေါ့နော်ဒီမှာဆိုရင်တော့ခစီ9တော့လားမသိဘူးနောက်ဆုံးပါလေအဲ့တော့ခစီထားဝါလေးကိုဆက်ခွန်လိုက်ပါအောင်မယ်ကြည့်ရှုပေးကြပါအောင်နော်အဲ့မှာခစီနိုင်တော့လားမသိဘူးเนาะအဲ့လိုဖြစ်သွားပါရဲ့အဲ့တော့ခုမှပဲမြန်မာထားဝါရေကိုနိုင်ဘူးရပဲရှိပါတယ်ပြီးတော့ခစီထားဝါလေးဒီမှာရှိတဲ့အရာရဲ့အားလုံးကိုခစီမိတ်ဆက်ပေးပါမယ်ဒီနားလေးမှာတွေ့ရတဲ့ရုပ်ထုသုံးခုကတော့ refresh ပေးရဲ့လူလားအုံနာလားတော့မသိဘူးပေါ့နော်ဒါပေမဲ့အလဲရလူကတော့ခစီရဲ့ idol ပေါ့နော်ဒါပေမဲ့ခစီသိပါရဲ့သူ့ရဲ့ကောင်းမလေးရောသူရောနှစ်ယောက်စလုံးခစီသိရပေါ့နော်ခစီရဲ့ဟိုပါပေါ့ပြောရမယ်တငယ်ချင်းပေါ့သူ့ရဲ့ဟာလေးပေါ့သူ့ရဲ့ခေါင်းလေးပေါ့နော်အားချမလို့ပေါ့နော်ပြီးတော့ဒီကအနာဖြည့်အပန်းစကန်ဆိုလားပဲအဲ့ဥစ္စာကိုပေါ့နော်ကျွန်တော်ဟိုခစ်စီပေါ့အဲ့ရလေးတွက်ကြည့်လိုက်ပါမယ်အဲ့တော့ဝင်ကြည့်ရဲ့အချိန်မှာခစ်စီဒီဘက်အချိန်မှာဆိုရင်တီးစုံဖြော်ရေးဆိုတော့တွေ့ရပါလိမ့်မယ်တီးစုံဖြော်ရေးဆန်ပိတ်ထားတယ်ပြီးအုံးတီးဖြော်ရေးပါလေအပြင်းဆိုင်ရှင်လားမသိဘူးဟုတ်တယ်အပြင်းဆိုင်ရှင်တဲ့ပြီးတော့ဒီဘက်မှာကျတော့ရေခဲမုတ်ဆိုင်နေရေခဲမုတ်ဆိုင်ဆိုခစ်စီဝင်ကြည့်တယ်ဗာရေခဲမုတ်မှလည်းမရှိဘူးပေါ့နော်စတာနော်ဒီဘက်ကနည်းနည်းလောက်သွားလိုက်မယ်ဆိုဘက်မှာ coffee ဆိုင်ရှိရပေါ့နော်ဒီဘက်ကတော့တရောတီးလို့ရပါတယ်တရောကတော့အဲ့မှာသူတို့စာလေးနဲ့ထားပေးထားပါတယ်တီးလို့ရပါတယ်ပြီးရဲ့အချိန်မှာတော့ coffee လေးပေါ့နော် coffee ဆိုင်လေးတွေဝင်လိုက်ပါတယ်ပြီးရဲ့အချိန်မှာခစီပြောစရာရှိရပေါ့နော်အဲ့ဒါကတော့ဟိုဘက်မှာ playground ရှိပါတယ်အဲ့ဒါမဟုတ်ပါဘူးတပင်းဟာပြောမလို့ပေါ့နော်အခုကတော့ Halloween ခေတ်တဲ့ဟိုရောက်နေပြီဖြစ်တဲ့ကြောင့်မို့လို့ခစီကို patch လေးမပေးကြကြဘူးစတာပေါ့နော်စတာပါနော်ဒီမှာဆိုရင်တော့ခစီတန်းလေးစီးလို့ရပါတယ်ဒန်းမျိုးစုံလည်းစီးလို့ရတယ်ပေါ့နော်အဲ့တော့အားလုံးပဲဒီနေ့ရဲ့ဗီဒီယိုလေးကဒီလောက်ပါပဲကြည့်ရှုသူတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဘာဖြည့်ပေးရမလဲဆိုတော့လည်းမှန်းခဲ့ကြပါအားလုံးပဲဘိုင်ဘိုင်ပါ